အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဒီဗီဒီယိုလေးမှာဘန်ကောက်ကနေကျွန်တော်ဘတ်တရားကိုလန်ကိုကျွန်တော် budget trip ပေါ့နော်တယောက်ကိုဘတ်1500လောက်စီပဲကြားတဲ့ခီးစင်းလေးကိုကျွန်တော်တင်ဆက်ပေးထားပါတယ်ပထမကျွန်တော်တို့ယထာပေါ့နော်ယထာကတော့29ဘတ်ပါစီးတဲ့ယထာမျိုးစားတော့ State Railway of Thailand ဆိုတဲ့ SRT ပေါ့နော်စီးတော့ချိုးပါတယ်29ဘတ်ပဲကြားပါတယ်မနေ့9:40မှာထွက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့9:00မှာကျွန်တော်တို့ Homa State Railway Station ကိုသွားခဲ့ပါတယ်။သွားပြီးတော့လက်မှတ်တီးဝယ်တယ်။သွားတယ်ပေါ့နော်။သွားတဲ့အချိန်မှာကျွန်တော်တို့ရာသီတူကထားတဲ့အတွက်ကြောင့်မို့လို့ဒီမြင်ကွက်လေးတွေမြင်ရတာဖြစ်ပါတယ်။မြို့ထဲကိုဘန်ကောက်မြို့ထဲကိုကြော်လာပြီဆိုတော့ဒီပဝန်းကျင်ရှုခင်းလေးတွေလေကွန်းစင်းစင်းဆူဆူလေးကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်။ဒီနိုင်နှစ်ချက်ခွဲသုံးချက်နီးပါးသွားတဲ့အတွက်ကြောင့်မို့လို့လမ်းပေါ်မှာပျော်တာမျိုးလေးလည်းရှိပါတယ်တခုအားနဲ့ချက်ကတော့ဒီသတင်းပေါက်မပေးရင်တော့အမိုက်တွေဝင်ပါတယ်ပေါ့နော်ယထာမှာပေါ့နော်ပတရားရောက်ပါပြီဒီယထာဘူဒါနဲ့ကျွန်တော်တို့တဲတဲ့ဟိုတယ်ကိုသွားရခါတော့90စီကျပါတယ်နောက်ပတရားရောက်ပြီးဆိုရင်ကျွန်တော်တို့ဆန်ကဲငှားဖို့ပြင်ပါတယ်ဆန်ကဲငှားဖို့ပြင်တဲ့အချိန်မှာကျွန်တော်တို့က check in လုပ်လို့မရတဲ့ကြောင့်မလို့ဆန်ကဲကိုနှစ်စီးကျွန်တော်တို့ငှားပါတယ်ဆန်ကဲနှစ်စီးကတော့တစ်စီးက200နောက်တစ်စီးက300ပေါ့နော်900စုစုပေါင်း900ကျခဲ့ပါတယ်ဆန်ကဲငှားပြီးတော့ကျွန်တော်တို့ပထမဆုံးသွားလည်ခဲ့တဲ့နေရာကတော့ပုဒ္ဒ image temple လို့ခေါ်တယ်ပေါ့နော်ဒီပုဒ္ဒ image temple ကကြတော့ဒီကြောက်တုံးကြောက်ဆောင်ပေါ်မှာပုဒ္ဒဘုရားကိုဒီရေးဆွဲထားပြီးတော့နိုင်ငံခြားသားတွေဆွဲဆောင်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်တော်တော်လေးကိုငြိမ်ချမ်းပြီးလှပပါတယ်နေခင်းကျွန်တော်ရောက်တဲ့ကျွန်တော်နေပူပါတယ်ဒါလေးတစ်ခုပါရှိပါတယ်ပြီးတော့နောက်တနေရာတော့ကျွန်တော်နေရာသိမှတ်မိဘူးအဲ့ဒါတင်ပေါ်စိတ်လို့ပဲကျွန်တော်မှတ်ထားလိုက်ပါတယ်သိရင်လည်းကျွန်တော် comment ထဲမှာရေးပေးကြပါအောင်ဒီနေရာကတော့သူတို့တင်ပေါ်တွေလှေတွေစီးတဲ့နေရာလို့ကျွန်တော်မှတ်ယူပါတယ်Pattaya Farewell Festival လို့ပြောထားတယ် Ocean Marina Jumping လို့တော့သူရေးထားပါတယ်ဒီပြိုင်ပွဲကိုနိုဝင်ဘာ28-29မှာလုပ်မယ်ဆိုပြီးတော့လည်းကြော်ညာထားတာဖြစ်ပါတယ်ပြိုင်ပွဲမဟုတ်ပါဘူး sorry ပါဒါကျွန်တော်ဒီသင်္ဘောအလားစီတာဖြစ်မယ်ထင်ပါတယ်နော်ဒီ2500ကပတ်2500နဲ့စမယ်လို့ပြောပါတယ်အဲ့ဒီနေရာမှာပဲကျွန်တော်တို့နည်းနည်းလှည့်ပတ်ကြည့်ရှုကြည့်တယ်အဲ့ဒီမှာဟိုတယ်တွေရှိတယ်စကိတ်တော့စီးလို့မရဘူးလို့ရေးထားပါတယ်ဒီတိုင်းကျွန်တော်တို့ကတော့ကိုကိုက်မရှိပါဘူးကိုပဲဒီ review တွေနဲ့ကျွန်တော်တွားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့နေရာတော့ကျွန်တော်ကောင်းကောင်းမသိဘူးပေါ့နော်အဲ့ဒါလေးကိုနားလည်ပေးစီလို့ပါတယ်နောက်တတိယနေရာတော့ Big Boulder Hill လို့ခေါ်တဲ့ဝက်ဖရာကြီးပေါ့နော်18မီတာရှည်တဲ့ဗုဒ္ဓဘုရားစင်တို့ကျွန်တော်တို့တွားရောက်ကြည့်ရှုခဲ့ပါတယ်နောက်ပြီးတော့အဲဒီနေရာနားလေးမှာပဲပတ္တရား view point ကိုကျွန်တော်တို့သွားတယ်ပတ္တရား view point တော့မြင်တဲ့အတိုင်းပဲတော်တော်လေးကိုကြည့်ပြောရှုပြောဖြစ်ပါတယ်တစ်မျိုးလုံးကိုကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်အဲဒီမှာကျွန်တော်တို့ telescope လေးထားပေးထားတာတော့ရှိတယ်ဒါပေမဲ့10ပတ်ပေးရမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မသုံးခဲ့ပါဘူးနောက်တစ်ခုကတော့ပတ္တရား beach ပေါ့နော်ပတ္တရား beach မှာတော့ညနေ3နာရီလောက်မှကျွန်တော်ရောက်တယ်လူမစီသေးပါဘူးဆိုတော့ပတ္တရားရောက်တာနဲ့ကျွန်တော်တို့လဲပတ်တဲ့နေရာတော့4နေရာပဲရှိပါတယ်နော်နောက်တစ်ရက်မှာတော့ကျွန်တော်တို့ကိုလန်ကျွန်းသွားဖို့ပြင်ပါတယ်မနေ့8နာရီ9နာရီ17နာရီ10နာရီဆိုပြီးတော့မှထွက်ချိန်4ချိန်ရှိတဲ့ကြောင့်ကျွန်တော်မနေ့8နာရီအချိန်ကြီးသွားခဲ့ပါတယ်8နာရီဆိုတော့9နာရီ40လောက်ဆန်ကနေကျွန်တော်တို့အဲ့ဒီ beach ကိုသွားပြီးတော့လှေဆောင်တယ်လှေရလဲပတ်30ပဲကြာပါတယ်ကျွန်တော်ပိုက်တီစားတဲ့ကြောင့်မှကျွန်တော်မနေ့စားရီစားတယ်တော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ jacket တွေလည်းကျွန်တော်တို့ဝတ်ရတယ်ပေါ့နော်ဟိုစင်ကောင်းစားကြတော့ဒီရက်ပိုင်းမှာတော့ဒါဟိုတချို့ဒီလေပေါ်မှာနေပျောက်တယ်လို့ကျွန်တော်သတင်းကြားရတယ်ပေါ့နော်စင်ကောင်းပါဘူးနော်ဒါတော့ကျွန်တော်တို့တကယ်ချင်းစားနောက်နေတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီအားလည်းပဲအဲ့ဒီတင်ဒီလှေပေါ့နော်ဆက်လှေခေါ်မလားအဲ့ဒါတော့ပတ်30ပဲပေးရတာပါပြီးတော့ကျွန်တော်ကိုလန်ကျွန်းရောက်တော့န
နေ့လေပေါ့နော်နေ့လေ10နာရီခွဲလောက်ကျွန်တော်တို့10နာရီခွဲ7လောက်ရောက်တယ်အဲ့မှာကျွန်တော်တို့ရေဒီချိုးတယ်တော်တော်လေးတော့လှပါတယ်နေတော့ပူတယ်ပေါ့နော်ကန်းချေ vibe ပဲကျွန်တော်တို့ကတော့ခန်းစားခဲ့ပါတယ်အဲ့မှာတစ်ခုတတိထားရမှာကအိမ်သားတဲ့ရင်လည်းပတ်စံပေးရမယ်ရေချိုးနေရေပြန်ချိုးလေပတ်စံပေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ budget trip တော့သွားမယ်ဆိုတော့ဒါလေးနည်းနည်းတတိထားပါနောက်တစ်ခုအဲ့ဒီမှာအလှစီပေါ်တီရှိတယ်အဲ့ဒါလည်းငှားလို့ရတယ်နောက်တစ်ခုကျွန်တော်တို့ရေမကူတတ်တဲ့သူတွေကြွဒီအယုတ်တီနဲ့ကျွန်တော်တို့စီငှားစီလို့လည်းရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တွားခဲ့တဲ့နေရာတော့ဒီ9နေရာပဲဖြစ်ပါတယ်ည night market ဒီပါညာတော့ကျွန်တော်သိမလဲဖြစ်ပါဘူးတကယ်ချင်းလေးအောင်နဲ့တွားတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ပြောပါတယ်ကျွန်တော် relax တော်တော်လေးဖြစ်ခဲ့ပါတယ်ကျွန်တော်တကယ်ချင်းလေးတလို့ပတ်တရားကို budget save ပေါ့နော်အတော်အပြန်ရထားနဲ့တွားခဲ့တဲ့အခါမှာဘန်ကောက်ကိုပြန်ရောက်တဲ့အခါမှာလည်းပဲ1500လောက်ပဲကုန်ကြပါတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုအခုမှစပြီးတော့မှရိုက်တဲ့အတွက်ကြောင့်မလို့အားနည်းချက်များရှိခဲ့ရင်ကျွန်တော်နားလည်ပေးဖို့ပြောလိုပါတယ်အားလုံးပဲဘန်ကောက်ကနေပန်တရာကိုတွားမယ်ဆိုရင်ဒီဗီဒီယိုလေးကနေပြီးတော့တဆုံတရာအထောက်အကူဖြစ်ခဲ့ရင်ဆိုရရွယ်ချက်ရောပြီးတော့ကျွန်တော်ကတော့ဒီ blog လေးကိုပထမဆုံးရိုက်တဲ့အနေနဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ရိုက်ပြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်ဆုံကြပါစို့